Hello အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုတိုင်းဖုန်းတစ်လုံးနဲ့ကိုပိုင် digital လုပ်ငန်းတည်ဆောက်နိုင်တဲ့အခွင့်အရေးကိုလာပြီးတော့မိတ်ဆက်ချင်ပါတယ် digital လုပ်ငန်းကအချိန်လုံးလမှုနဲ့ငွေလုံးလမှုကိုအားလုံးအတွက်ဓာတ်ရိုက်ပေးနိုင်ပါတယ် online digital business လုပ်ငန်းဖြစ်တဲ့အတွက်ရောင်းစရာလည်းမလိုဘူးလူနဲ့လိုက်ပြီးတော့စကားပြောစရာလည်းမလိုဘူး automation system နဲ့ချိတ်ဆက်ထားတာမို့လို့လွယ်ကူမြန်ဆန်စွာနဲ့ဒီလုပ်ငန်းကိုစတင်လုပ်ဆောင်နိုင်ပါတယ်စိတ်ဝင်စားရင်အခုတင်ထားတဲ့ website မှာအခမဲ့ register လုပ်ပြီးတော့ဥစွာလေ့လာမှုစတင်နိုင်ပါပြီ digital လုပ်ငန်းကလေ့လာဖို့အတွက်မှတ်သားရမယ့်အချက်ကပထမအဆင့် register အခမဲ့ပါ digital business information အားလုံးကိုလိုချင်တယ်ဆိုရင်တော့ဒုတိယအဆင့်မှာ$149ဖြင့် member အပြည့်ဝင်ရမယ်တစ်ကြိမ်သာရင်းနှီးရပြီးတော့တစ်သက်သာလေ့လာခွင့်ရရှိမယ် business ID ကိုလည်းတိကျပေးမယ်Digital business မှာ online training ကအများကြီးရှိပါတယ်လေ့လာလို့မကုန်ပါဘူးလိုအပ်သမျှသင်ခန်းစာတွေနဲ့တိကို support ပြုလုပ်ပေးမယ်လုပ်ငန်းစတင်လို့ရအောင်ကျွန်မကမိတ်ဆွေတို့ကို mentoring လုပ်ပေးမယ်ယနေ့ခေတ်မှာ digital လုပ်ငန်းကနိုင်ငံပေါင်း24နိုင်ငံလူပေါင်း2,400,000ကျော် member တွေကိုလည်းလောက်ကိုင်နေပါတယ်ကျွန်တော်တို့ company ကအတွေ့အကြုံ52နှစ်ရှိပြီးတော့စိတ်ချရတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်တယ်digital လုပ်ငန်းကအခွန်ဆောင်ပြီးတော့တရားဝင်စီးပွားရေးဖြစ်တာကြောင့်အင်အားလည်းကြီးပါတယ်နိုင်ငံတစ်ခုခုမှာနိုင်ငံသားကရှိပြီးဆိုရင်တော့အသက်18နှစ်ပြည့်ရင်ဘယ်နိုင်ငံမှာဆိုလက်ခံပါတယ်ဖုန်းတစ်လုံးနဲ့ laptop တစ်လုံးနဲ့ internet ရှိရောင်းနဲ့မိတ်ဆွေတို့ရဲ့နေရာထိုင်ရာကနေအချိန်မရွေးဒီလုပ်ငန်းကိုလောက်ကိုင်နိုင်ပါတယ်အချိန်ပြည့်အလုပ်လုပ်နေတဲ့သူတွေရောအိမ်နေခလေးထိုင်ပြုစုနေတဲ့မိဘတွေရောဤပညာလေ့လာခြင်းတဲ့သူတွေကလည်းအကောင်းဆုံးအခွင့်အလမ်းတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့သားသမီးတွေအတွက်ပါကံဒီအနာဂတ်တည်ဆောက်ပေးနိုင်ပါတယ်မိတ်ဆွေတို့ရဲ့အိမ်မက်တွေကိုလည်းလက်တွေ့ဖော်ဆောင်ခြင်းတယ်ဆိုရင်တော့ဒီနေ့အခုစတင်လိုက်ပါကျမရဲ့ website ထဲကနေနာမည်နဲ့ email register လုပ်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝကိုပြောင်းလဲလိုက်ပါဝင်ခြင်းတဲ့သူအားလုံးကိုလည်းကြိုဆိုပါတယ်ကျမကတော့ John Lemon ပါဖင်လန်နိုင်ငံမှာနေပါတယ်ကျေးဇူးတင်ပါတယ် bye bye